အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒဝဲခေါင်းမို့လေးစားချင်နေတာနဲ့အိမ်မှာအလွယ်လှုပ်စားဖြစ်လို့လုံနည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ရှင်ဒဝဲခေါင်းမို့လို့ပွဲအတွက်ဆန်မုံနှုတ်စီပူတပူကိုသုံးထားပါတယ်နှုတ်စီပူမရှိတဲ့သူတွေကထမင်းပေါအိုဆန်ချေခွက်နှစ်ခွက်ထည့်လို့လည်းရပါတယ်နော်ဒါကတော့အုတ်တိ6တလို့ရဲ့တဝက်ကိုချစ်ထားတာလေးပါရှင်ပြီးရင်တော့ကောင်းညင်းမှုထမင်းစားစွန်တစ်စွန်နဲ့တဝက်ဒေတာထွက်ဒဏီတကြားထမင်းစားစွန်3စွန်ကြက်ဥနှလုံးလဲလိုပါမယ်နော်ဘေကင်ဆိုတာကိုတော့လက်ဖက်ရည်စွန်ရဲ့တဝက်လောက်ကိုထည့်သုံးထားပါတယ်ပါဝင်ပစ္စည်းအားလို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ဆန်မုံနဲ့ကောင်းညင်းမှုဘေကင်ဆိုတာနဲ့ရေ400မီလီလောက်ကိုထည့်ပြီးတော့ရုံးမွေထားပေးလိုက်ပါတယ်ဒီနေရာမှာရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မှွေသွားပေးရပါမယ်နော်အားလုံးနှက်သွားပြီဆိုရင်တော့ကြက်ဥနှလုံးကိုဖောက်ထည့်ပြီးတော့ထပ်မှွေပေးလိုက်ပါမယ်ဒီအနေထားလို့ဆိုရင်တော့ဒဝဲခေါမို့လို့ပွဲအတွက်မုံနှက်ရည်လေးရပါပြီရှင်မုံနှက်ရည်လေးအဆင်သင့်ဖြစ်ပြီဆိုရင်အချိုအတွက်ဒဏီတကြားရဲ့မုံနှက်ရည်နဲ့ရေကိုမပြည့်မကျအနေထားလေးရအောင်အချိုကြားထည့်ပြီးတော့ရောထားပေးလိုက်ပါမယ်နော်ကဲဒီအနေထားလေးဆိုရင်တော့ရပါပြီရှင်အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ဒဝဲခေါင်းမို့စားလို့ရပါပြီအရင်ဆိုအိုးကိုအပူပေးပြီးတော့အုတ်ဖက်လေးတွေနဲ့အခုလိုလေးတွန်းပေးလိုက်ပါမယ်ပြီးရင်တော့မုံနှင်းရီထည့်ပြီးအခုလိုလေးဖြတ်သွားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာမိုးအရွယ်စားကိုတော့ကိုနှစ်သက်တယ်လို့ရပါတယ်နော်မုံနှင်းရီလေးဖြတ်ပြီးသွားရင်တော့ဒီနေ့တခြားရီလေးထပ်ပြီးထပ်ဖြတ်ထားပေးလိုက်ပါမယ်ပြီးရင်တော့အုတ်ဖက်လေးဖြူပြီးတော့မုံသားလေးတွေကျက်လာတဲ့အချိန်ထိအဖုံးလေးအုပ်ထားပေးလိုက်ပါတယ်ရှင်မုံလုံးနေတဲ့အချိန်မှာမီးအရှိန်မပြင်းအောင်လို့တတိထားပေးပါနော်မုံသားလေးကျက်သွားပြီဆိုရင်တော့အခုလိုလေးခောက်ပေးလိုက်ပါမယ်ကဲအခုဆိုရင်တော့ဒဝဲခေါင်းမို့လေးရပါပြီရှင်အိုးအခြေအနေကြောင့်မိုးရက်ပုံအသွင်ပြေကလေလွတ်တလို့မရလိုက်ပေမဲ့အရသာကတော့အရန်ကိုအဆင်ပြေပါတယ်ရှင်ကြံနေတဲ့မိုးနှင်းရည်လေးတွေကိုလည်းခုနကလိုပဲလှုပ်သွားပေးလိုက်ပါမယ်နော်ကြက်ဥကြိုက်တဲ့သူတွေကကြက်ဥလေးထည့်ပြီးတော့လို့ရပါတယ်ဒဝဲတို့မြေတို့ဘက်မှာဆိုရင်ဒီခေါင်းမို့လေးတွေကိုပဲကောက်ညင်းတွေကိုလည်းထည့်ပြီးတော့စားလေးရှိကြပါတယ်မိုးလုံးနေလေးကရန်ကိုလွယ်ကူပြီးတော့ကုတ်ကြောက်စိတ်လည်းတတ်တာမို့လိုက်လို့စားကြည့်ကြပါအောင်နော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်